ပြကန်လေးရလို့ရမ်းပြုံနေပါတယ်လူပီနဲ့ဥစောကတော့ငါးကန်လေးကိုငမန်းမှာဖမ်းခဲ့ပါတော့တယ်တင်မောကျွင်းတဲ့ကိုလည်းပြေးကြည့်ရဲ့အခါငမန်းကအခြားငါးတွေအကုန်လုံးစားပစ်လိုက်လို့စံကြီးကလည်းអော်ပါတော့တယ်ဟုတ်တစ်ဖက်ကဇိုကလည်းရှေခဲဆောင်ရဲ့ရွှေလျားနေလို့ရှေခဲဆောင်နဲ့ရံဖြစ်နေပါတယ်ဇိုလည်းပပကိုမြင်တာနဲ့တိုက်ခိုက်ဖို့လုပ်ရမယ်ဟိုကအရက်တိုက်တော့ဇိုလည်းနှခါမခေါ်ရဘဲနဲ့ဝင်တောက်ပါတော့တယ်နေရာမှာလေပျောက်ကြီးဇိုကအရှိကဥဆောင်နေရအစင်ပြေပါမလားလို့ဥစောကပြောနေလို့ဇိုလည်းထားတော့ပါတော့တယ်အမြန်လုံးကြပြီးတော့ဇိုကပပခန်းထဲကိုရောက်ဖူးခဲ့သူမလို့သူ့ကိုအားကိုကမှအားလုံးလဲ၅ပါးမောက်နေပါတော့တယ်လန်နဲ့ကပ်ပချီနိုကအမွှာညီကိုတို့အဲ့လောက်ပြောနေရအောင်မှလူဗီကတော့ကိုပွားတိုင်းခွက်ထုတ်တာလားဘာလားလုံနေလို့ဘလန်တို့လည်းထအောင်နေပါတော့ကိုစီအသေးနဲ့တိုက်ခိုက်နေကြပါမယ်တစ်ဖက်ကပျောက်ကြီးဆိုကတော့လမ်းပြောက်လို့ကောင်းနေတော့မှာ